there is နဲ့ there are ကိုဘယ်လိုနေရာမျိုးမှာဘယ်လိုမျိုးနဲ့သုံးကြမှာလဲသူတို့နှစ်ခုကဘာကွာလဲဆိုတာလေးကိုလာပြပြပေးမှာပဲဖြစ်ပါတယ်။ဘာပြီးသိရတဲ့သူတွေလည်းရှိမယ်လို့ထင်ပါတယ်။ကျတော့မသိတဲ့သူတွေအတွက်လာရှင်းပြပေးတာပေါ့နော်။ကျတို့ဒီ there is ကိုဆိုလို့ရှိရင်ကျတော့ဒီ uncountable noun နဲ့တွဲသုံးတယ်။နောက်တစ်ခုအနေနဲ့ကျတော့ကျတို့ဒီ nouns ကို singular noun ပေါ့နော်။တစ်ခု nouns တစ်ခုနဲ့တွဲသုံးတာပဲဖြစ်ပါတယ်။ဥပမာပြောရမယ်ဆိုလို့ရှိရင်နော် and there is a pencil ဒါမျိုးသုံးလို့ရတယ်နောက်တစ်ခုအနေနဲ့ကကြတော့ there is water ဒါမျိုးပေါ့နော်ဒါဆိုရှင် water ကကြတော့ကျတို့ဒီ uncountable noun ဖြစ်တဲ့အတွက် there is နဲ့တွဲသုံးတယ်ကျတို့ဒီ pencil ကကြတော့ countable noun ဖြစ်ပေမဲ့လည်းsingular တစ်ခုကိဖြစ်တဲ့အတွက်ကြောင့်မို့လို့ there is a pencil ဆိုပြီးတော့သုံးတာပဲဖြစ်တယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကကြတော့ there are ပေါ့နော်ကျတို့ there are ကကြတော့ကျတို့ဒီcountable nouns တွေကိုမှကျတို့ဒီplural form ကိုသုံးတာပဲဖြစ်တယ်ပေါ့နော်ဥပမာပြောရမယ်ဆိုလို့ရှိရင် and there are a lot of chairs ဒါမျိုးသုံးတယ်ပေါ့နော်မှာဆိုရင် chairs ဒီအများဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးနဲ့သုံးပြရပဲဖြစ်ပါတယ်သူ့ကိုသုံးရတဲ့အဓိပ္ပာယ်အားဆိုလို့ရှိရင်တော့ကျတို့ဒီတနေရာရာမှာရှိရဆိုတဲ့အကြောင်းအရာကိုပြောချင်သုံးတာပေါ့နော်ဥပမာဆိုရင်စောနာချေပြောလိုက်တယ် and there is a pencil on the table ပေါ်မှာ pencil တစ်ချောင်းရှိမယ်ပြီးလို့ရှိရင် and there is water in the bottle ရေဘူးထဲမှာ sorryဘူးထဲမှာရေရှိမယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်လေ there is water လို့တိုက်ရိုက်သုံးတာထက် there is some water လို့သုံးတာလေးကတော့ပိုပြီးအဓိပ္ပာယ်ရှိပါတယ်ပေါ့နော်ပြီးနောက်တစ်ခုအနေနဲ့ကကြတော့ကျတို့ဒီ there are ပေါ့နော် and there are a lot of chairs in the classroom ငါတို့စာသင်ခန်းထဲမှာ chairs တွေအများကြီးရှိဒါမျိုးပေါ့နော်ရှိရဆိုပြီးတော့ပြောချင်တဲ့အခါမျိုးမှာသုံးပြီးတာပဲဖြစ်ပါတယ်အားလုံးနားလည်မယ်လို့ထင်ပါတယ်ကိုကတာကိုဥပမာလေးလုပ်ကြည့်ပြီးတော့အောက်က comment box လေးမှာမှတ်သွားလို့ရရင်တော့အားလုံးပဲတတာ